အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာကျွန်တော်ငရှင်း60ကြော်နီးနဲ့ကျွန်တော်အားလုံးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ငရှင်း60ကြော်နီးမှာကျွန်တော်ပြုလုပ်ထားတဲ့ပါဝင်ပစ္စည်းလေးတွေနဲ့ကျွန်တော်ဘယ်လိုလေးတွေကင်တွယ်သွားမလဲကျွန်တော်ဘယ်လိုလေးတွေထည့်ပြီးချက်သွားမလဲဆိုတော့အားလုံးလည်းသိသွားကျွန်တော်တို့တစ်ချက်လိုက်ကြည့်အောင်ပါနော်ဆိုတော့ကျွန်တော်တို့ငရှင်း60စားပြီးတော့ကျွန်တော်ချက်တော့မှာဆိုတော့ကျွန်တော်အရင်ဆုံးမှာကျွန်တော်ပါဝင်ပစ္စည်းလေးချင်းပြမယ်ကျွန်တော်တို့ကြက်သွန်နီလေးတွေလိထားမယ်ကျွန်တော်တို့ဂျင်းလေးတွေလိထားမယ်ကျွန်တော်ကြက်သွန်ဖြူလေးလိထားမယ်ဒါကတော့ကျွန်တော်တို့ရှမ်းနံကျွန်တော်တို့ပင်စင်းလေးပေါ့နော်60ဆိုတော့ကျွန်တော်မျိုးသီးလေးအသုံးပြုမယ်ဒါကတော့ကျွန်တော်တို့ငရှင်းအယုတ်ထုတ်ထားတဲ့ငရှင်းကိုကျွန်တော်တို့ဒီနေ့သားကျွန်တော်အချောင်းချောင်းလေးတွေလိထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်းတူတူစားပြီးတော့ငရှင်း60စားပြီးပြုလုပ်ကြည့်အောင်ပါနော်ဆိုတော့ကျွန်တော်တို့ကြက်သွန်ဖြူလေးပေါ့နော်ကြက်သွန်ဖြူလေးကိုကျွန်တော်တို့ငရှင်း60မှာအညီနဲ့ပါညာလေးကျွန်တော်ပျောက်သွားအောင်ကြက်သွန်ဖြူလေးကျွန်တော်နည်းနည်းလေးထည့်မယ်အသုံးပြုမယ်ဆိုတော့ကျွန်တော်ကြက်သွန်ဖြူလေးနည်းနည်းကျွန်တော်ချင်းထည့်မယ်ချိန်ပြီးထည့်မယ်ပေါ့နော်ကျွန်တော်ဂျင်းလေးထည့်မယ်ဆိုတော့ကျွန်တော်တို့ကြက်သွန်ဖြူဂျင်းလေးကျွန်တော်ထည့်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ခင်းချိုမုံလေးကျွန်တော်ထည့်မယ်ဒါကျွန်တော်ငချင်း60မှာကျွန်တော်အစီနဲ့အရင်ပြန်ကြော်မှာဆိုတော့ငချင်းထဲမှာကျွန်တော်အရသာဝင်အောင်အရင်ဆုံးမှာကျွန်တော်တို့အချုံခံလေးထည့်ရတဲ့ဘောဖြစ်ပါတယ်ကျွန်တော်တို့ငင်းကြုံလေးထည့်ပြီးသွားရင်ကျွန်တော်တို့စားလေးထည့်မယ်ကြက်သားမုံလေးထည့်မယ်ဒါကကျွန်တော်ကစနုံးမုံလေးကိုနည်းနည်းကိုအသုံးပြုထားတယ်စနုံးမုံများရင်တော့ကျွန်တော်တို့စနုံးမုံအနက်ကျွန်တော်နန်စီတာပေါ့နော်ငချင်း60မှာညှင်းညက်ပျောက်တော့ကျွန်တော်ကစနုံးမုံကိုအသုံးပြုပြတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ငွေကောင်းလေးထည့်မယ်ကျွန်တော်ဒါလေးကတော့ကျွန်တော်ရှာကောပါကောလေးထည့်မယ်ရှာကောပါကောပါညာဝယ်ဖို့ခက်တဲ့သူတွေကတော့ထည့်ပြီးအသုံးပြုလို့ရပါတယ်စနုံးမုံနဲ့ငွေကောင်းနဲ့ဂျင်းကျက်သူပြူအရင်နဲ့ပြင်ကျွန်တော်တို့အဆင်ပြေပါတယ်ဆိုတော့ကျွန်တော်အရသာလေးအားလုံးထည့်ပြီးတော့ကျွန်တော်နယ်မယ်နယ်ပြီးတော့ကျွန်တော်တို့စီပူထဲမှာသွားကြော်မယ်ဆိုတော့ကျွန်တော်တို့အချုံရရသာလေးနယ်မယ်ကျွန်တော်တို့ဂျုံလေးကော်လေးပပလိုက်မယ်ကျွန်တော်တို့ဂျုံလေးပပနယ်မယ်ကျွန်တော်တို့အထူးသတိထားရမှာကျွန်တော်ငချင်းလေးကျွန်တော်အချောက်ကြော်60ဒီပါကြော်တော့မယ်ဆိုရင်ကျွန်တော်အာလူချောင်းကြော်ဖြစ်ဖြစ်ကျွန်တော်တို့ဒီကိုလိထားတဲ့ကျွန်တော်တို့ငချင်းဖြစ်ဖြစ်အာလူဖြစ်ဖြစ်ကျွန်တော်ရေစစ်ထားဆိုတာအဲ့ဒီကိုကျွန်တော်တို့ပြန်ချောက်အောင်လုပ်ပြီးမှကျွန်တော်တို့ဂျုံကော်နေတာပို့အဆင်ပြေပါတယ်နှုတ်မဝင်ဂျုံကိုအများကြီးနဲ့ကျွန်တော်တို့ရွှေကြီးပဲမှန်ကျွန်တော်တို့သူ့အနေနဲ့ပွဲရတာမျိုးလေးမဖြစ်ဘူးပေါ့နော်ကော်လီပပနယ်မယ်ဂျုံပြီးသွားရင်ကော်လီပပနယ်မယ်ဒါဆိုကျွန်တော်စီပူလာတဲ့အချိန်မှာထည့်ကြော်ဖို့ကျွန်တော်အစင်းသင့်ဖြစ်ပါပြီဆိုတော့ကျွန်တော်စီပူလာပြီဆိုတော့ကျွန်တော်တို့မချင်းနေထည့်မယ်ဆိုတော့ကျွန်တော်တို့လိထားတဲ့ကြက်သွန်နီဂျင်းလေးကိုလည်းကျွန်တော်တို့ဂျုံလေးပပလေးနယ်ပေးမယ်ကျွန်တော်တို့ငချင်းကျွတ်မဲ့အနေထားရောက်ပြီဆိုရင်ကျွန်တော်စောစောကကျွန်တော်တို့လိထားတဲ့ကြက်သွန်နီဂျင်းတွေကိုကျွန်တော်တို့ဂျုံပပလိထားတယ်ဒါကိုကျွန်တော်တို့ဒီပွဲမှာထည့်ကြော်မယ်ကျွန်တော်တို့ငချင်းကအရင်ကကြက်သွန်ဂျင်းကလည်းအကျွတ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါဆိုရင်ကျွန်တော်ဆွဲလို့ရပြီငချင်း60အတွက်ကျွန်တော်စီဆွဲပြီးသွားပြီပေါ့နော်ပြီးရင်ကျွန်တော်ချုံရရတိုင်းနဲ့ပြန်နေနှက်ပြီးကြော်ပေးမယ်ကာလာကြီးလေးထည့်မယ်ကာလာကြီးဆိုတော့ကျွန်တော်တို့အယောင်ပင်ကြီးပေါ့နော်အယောင်ပင်ကြီးလေးထည့်မယ်မျိုးပြီးအကြမ်းပဲလေးထည့်မယ်ကျွန်တော် QC လေးပါအသုံးပြုမယ်ကြက်သားမုံလေးအသုံးပြုမယ်ကြက်သားမုံလေးအသုံးပြုမယ်ဟင်းကြုံမလေးအသုံးပြုမယ်ဒါကတော့ကျွန်တော်တို့တေးပင်းငပြားကြီးလေးနည်းနည်းအသုံးပြုမယ်ကျွန်တော်မဆလာလေးအသုံးပြုမယ်ကျွန်တော်အမွှေးနိုင်ကြံတွဲလေးပေါ့နော်ပြီးတော့ကျွန်တော်တို့ချမ်းနယ်ပင်စိမျိုးစုံတောင်းဝင်ပြထားတာဖြစ်တယ်စောစောကစီဆွဲထားတဲ့ငချင်းနဲ့ဂျင်းကျက်သွန်လေးကိုထည့်မယ်ထည့်ပြီးတော့ပြင်မယ်ဒါဆိုကျွန်တော်ငချင်း60ရပြီပေါ့နော်ကျွန်တော်လွယ်လွယ်လေးပါပဲဆိုတော့ဒါကကျွန်တော်တို့မြေပဲဆန်လေးကြော်ထားပါတော့ကိုယ့်အကူပြန်ကြော်ထားဆိုရင်တော့ကျွန်တော်တို့မြေပဲဆန်ကကျွန်တော်အသုံးမပြုလို့ရပါတယ်ကျွန်တော်ကတစ်မျိုးထူးခြားတော့မြေပဲဆန်လေးနည်းနည်းကိုကျွန်တော်ထည့်ပြီးအသုံးပြုတာပေါ့နော်ကျွန်တော်တို့စီရှွမ်စတိုင်လေးပေါ့နော်လေးအသုံးပြုမယ်မြေပဲဆန်မှန်းကတော့ကျွန်တော်အသုံးမပြုလို့ရပါတယ်โอเคဒါဆိုကျွန်တော်ငချင်း60ကျွန်တော်ရပြီပေါ့နော်